တွေလည်းပြောင်းလဲလာခဲ့ပြီငါတို့စိတ်တွေရင်ကုန်ခြင်းများဟာလည်းရင်လိုမလဲဆန်းနိုင်ခဲ့ပြီမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကတည်းကတော်စီစဉ်းစားပြီးတွေ့တော့မှကြော်လွန်သွားပြီးချိန်ကာလတော့ဒီချိန်ဒီနေရာမှာငါတို့ဘဝတွေကိုစဖို့တင်ကြခဲ့ငါတို့ပေါ်လုံကောင်းတဲ့ငါတို့ဆရာများကောဆရာတို့ရဲ့တပည့်ကျွန်တော်တတိယပါတယ်နေတိုင်းတော့ပညာတွေရှာကြတော့ချို့တွေရထားရဖို့ကဲဆိုရင်ဒါကတော့ပြောစရာကောင်းတဲ့ချိန်ကာလနော်စိတ်ကူးရင်ခါစားပဲရင်ခုန်ချင်တာကသဘာဝပေါ်ပြောင်းနဲ့ကြောက်ချစ်ကြိုက်မိတာဒါကတက္ကသိုလ်ထားရနော်စိတ်ကောင်းလိုက်ပြန်ချစ်လိုက်တဲ့ဘော်ဒါတွေနဲ့ပြောစရာကောင်းတယ်အဲ့ဒီတုန်းနဲ့ခုနဲ့ကမတူညီတာပေါ်ရတွေနဲ့မပေါင်းပဲသူစင်တဲ့စိတ်ထားနဲ့ကြိုးစားစွာငါတို့ကောင်းနေပေါင်းတယ်ခုတက်တိမင်းတို့ကောင်းနေကငါတို့တော့ဘော်ဒါကောင်းတယ်စဉ်းစားကြည့်ပြောစရာကောင်းတယ်ရင်တော့ကဘော်ဒါပေါင်းရဲ့မတူညီတဲ့ဘဝနဲ့ပြောက်တယ်တာဝန်ထမ်းဆောင်ရင်ပြောက်ွယ်ချို့တွေကအိမ်အောင်ကြလို့မိဘဆိုတဲ့နေရာကိုရောက်တယ်လူချင်းသာမနှီးဆက်ပင်မဲ့မင်းတို့တည်းတွေငါစီရောက်တယ်တချို့တွေမပြောင်းလဲပါချို့ကနိုင်ငံခြားကိုပြေးထွက်ချို့တွေကြောင်းထဲမှာဆရာမကြီးပြခီးဆက်ဝေးကွာတီးအရက်မှပြန်လာပေးပါပေါ်တာများတရက်မင်းတို့တတိတစ်ချက်တော့ရပေးပါဒီကြောင်းတော့ကြီးအတွက်မျက်မြင်အောင်စေပါ